ကန်ရှိတယ်ဘုရားကန်စီပြီးပိုင်းရေချမ်းနေနဲ့ပူဇော်ကြတယ်ဘုရားရှိခိုးကြတယ်တရားတွေကိုရွတ်ကြဖတ်ကြတယ်ဒါတွေမလုံးဝဘူးလားဆိုမလုံးဝဘူးမဟုတ်ဘူးနော်မလုံးဝဘူးမဟုတ်သို့တော့အဲ့ဒီအလုပ်တွေတဲ့အဓိကကြတဲ့အလုပ်ကဘာတော့မေးမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားကငါးပါးသီလလုံအောင်ကျင့်ဆိုငါးပါးမွေးမြူနိုင်ရပါလို့ဤသီလလုံအောင်ကျင့်ဖို့အဓိကကြမြတ်စွာဘုရားငါ့ကိုတနေ့ဘယ်နှကြိမ်ရှ िख ိုးရမယ်လို့မဟောနော်ရှ िख ိုးခြင်းကြောင့်ကုသိုလ်ရတယ်မှန်တယ်ရှ िख ိုးရင်ကုသိုလ်ရတယ်ဘာကြောင့်ကုသိုလ်ရတာတော့လို့ဆိုအလုံးကိုမြင့်မြတ်တဲ့ပုဂ္ဂိုလ်တယောက်ပုဂ္ဂိုလ်တစ်ပါးကိုဒီခါရဝမေတ္တာနဲ့တယုတတိတလေးတစားလေးစားပူဇော်တယ်ပန်းနဲ့ပူဇော်တယ်စီမီနဲ့ပူဇော်တယ်ကျန်တယ်ကုသိုလ်မရဘူးလားရအဲ့ဒီကုသိုလ်တွေတဲ့တန်မိုးရှိတဲ့ကုသိုလ်တွေရှိသေးတယ်ဆိုလိုတာကအဲ့ဒါအခြေခံတာမန်မြတာဖြစ်တယ်ပေါ့ဘုရားရှိခိုးတဲ့ကုသိုလ်ဟာအန္တရာယ်ကင်းတယ်ကျမ်းမာစေတဲ့ဒါရသို့တော့မြတ်စွာဘုရားကြိုက်တဲ့အကောင်းဆုံးကုသိုလ်လားလို့ဆိုမဟုတ်ဘူးအကောင်းဆုံးကုသိုလ်ကတော့ဘာတော့ဝိပဿနာတရားကျင့်ကြံကြိုးကိုအထောက်ခြင်းသာဖြစ်တယ်